ဖောက်ပြန်ခံရပြီးတဲ့နောက်ပိုင်းမှာဘာကြောင့်မို့လို့အိတ်မပြောတာလဲဖောက်ပြန်တာကိုတီးလိုက်ရတဲ့အချိန်မှာကျမတို့ကအံ့အားသင့်သွားတယ်နာကျင်တယ်အဲ့တော့ရှော့ရိုက်သွားတာရဲ့နာကျင်တာရဲ့ပေါင်းပြီးတဲ့အခါမှာအုံနောက်ကအဲ့ဒါကိုတကယ်အန်ဒီရရှိရလို့သတ်မှတ်လိုက်တယ်အန်ဒီရရှိရလို့သတ်မှတ်ပြီးတဲ့အခါမှာအဲ့ဒါကို HD quality နဲ့အရေးကြီးတဲ့အပိုင်းမှာmemo ထဲမှာသွားပြီးတော့မှတင်လိုက်တာပေါ့ဒုတိယတစ်ချက်ကအဲ့လိုတင်ပြီးတဲ့အခါမှာတော့အန်ဒီရရှိတယ်ဆိုပြီးတော့မှကိုကိုအဲ့ဒီပုံရိပ်တွေကိုလုံးထဲမှာပြန်ပြီးတော့မှခဏပေါ်လာအောင်ထပ်ခါပြတယ်အတွေးတွေကိုလည်းထပ်ခါမတွေးဘဲနဲ့ရောက်တယ်ပေါ့တတိယတစ်ချက်တွေးတဲ့အချိန်မှာကျမတို့ကခံစားတယ်တွေးတဲ့အချိန်မှာခံစားလေတွေးလေခံစားချက်ကပိုပြင်းထန်လာတယ်လေဘာကြောင့်ငါ့ကိုဒီလိုလုပ်တာလဲငါကျမဘာလို့ဒီလိုဖြစ်တာလဲအကြောင်းအရာပေါင်းစုံကိုထပ်ခါတွေးတဲ့အချိန်မှာအုံနောက်ကအလုပ်တအားလုပ်နေရတဲ့အချိန်မှာလူကအိတ်မပြောတော့တာအိတ်မပြောတဲ့အခါမှာဒီဘက်ကဘာဖြစ်လဲဆိုလို့ရှိရင်တီးစိတ်ကအိတ်တော်လေးအချိန်လိုနေပြီငါဘာကြောင့်အိတ်မပြောတာလဲအိတ်လေဇွတ်အိတ်ခိုင်းနေအဲ့တော့အိတ်တယ်ဆိုတာဒီကျမတို့မတိစိတ်ရဲ့လုပ်ငန်းစဉ်ကိုတီးစိတ်ကြီးနဲ့သွားပြီးအတင်းအိတ်ခိုင်းအတင်းတတိပေးအတင်းအိတ်ပြောအောင်စူးစမ်းနေတဲ့အခါမှာအိတ်မပြောတော့တာတကယ်တမ်းကစူးစမ်းရတာမဟုတ်ဘူးသူရှော့ချပြီးတော့မှအလိုက်တဲ့နေရတာအဲ့ဒါမှအိတ်ပြောမှာအဲ့တော့ကိုကအိတ်ပြောတယ်ဆိုတဲ့အရာမသိစိတ်ရဲ့လုပ်ငန်းစဉ်ကိုအတင်းသွားပြီးစူးစမ်းနေတဲ့အခါမှာအိတ်မပြောဘူးဆိုတဲ့အရာကိုဖြစ်တာဟိုဒီနှစ်ချီလာများအိတ်မပြောဘူးဆိုတဲ့အရာကိုပြောင်းချင်တယ်ဆိုတဲ့အခါမှာကျမတို့ကဟိုးစဦးဆုံးမြင်လိုက်ရတယ်အံ့အားသင့်သွားတယ်နာကျင်ရတယ်ရှော့ရိုက်သွားတယ်နာကျင်ရတယ်ဆိုတဲ့အိတ်မြင်လိုက်တဲ့ပုံရိပ်တွေကိုသွားဖြတ်မြင်လိုက်တဲ့ပုံရိပ်တွေကိုသွားဖြတ်လိုက်တဲ့အခါမှာခံစားချက်ကယော့လာတယ်ခံစားချက်ယော့လာပြီဆိုလို့ရှိရင်မြင်လိုက်ရတဲ့ပုံရိပ်တွေလည်းမရှိတော့ဘူးဆိုလို့ရှိရင်အုံနောက်ကအန်ဒီရကင်းသွားပြီလို့သတ်မှတ်သွားပြီဆိုတဲ့အချိန်ကျရင်ကိုယ့်ရဲ့အတွေးထဲမှာလည်းထပ်ခါမပြတော့ဘူးပုံရိပ်ထဲမှာလည်းမမြင်ရတော့ဘူးမမြင်ရတော့တဲ့အခါမတွေးတော့တဲ့အခါမှာခံစားချက်လည်းထပ်မရှိတော့ဘူးထပ်မပေါ်လာတဲ့အတွက်ကိုယ်လည်းအေးဆေးဖြစ်သွားရောအဲ့ဒီအချိန်ကျမှနှစ်ရှည်လာမလားအိတ်မပြောဘူးဆိုတဲ့အရာကအိတ်ပြောခြင်းဆိုတာကိုဖြစ်လာတာဖြစ်တယ်မိတ်ဆွေကဒီလိုမျိုးအချိန်ကြာနေပြီနှစ်ချီလာများဖောက်ပြန်ခံရခြင်းကြောင့်အိတ်မပြောဘူးဖြစ်နေတယ်ဆိုလို့ရှင်တော့ hypnotherapy အိတ်မွေးချကူထုံးယူလို့ရပါတယ်အိတ်မွေးချကူထုံးကို1 on 1ယူလို့ရတယ်လို့မျိုး group နဲ့မှ join ကျင်တယ်ဆိုလို့ရှင်တော့8လပိုင်း25ရက်နေ့ကနေပြီးတော့29ရက်နေ့ထိ9ရက်တိမှာဖြည့်ရှင်းပေးတော့မှာဖြစ်တယ်။ဘာတွေဖြည့်ရှင်းမှာလဲဆိုလို့ရှင်တော့စတွေ့ခဲ့တော့ကမြင်ရတဲ့ပုံရိပ်တွေကိုသွားပြီးတော့မှဖြတ်ပေးမယ်။ခံစားချက်တွေကိုဖြောက်ပေးမယ်။ဒီမှာရှိနေတဲ့ခုနနာကျင်တဲ့ဝမ်းနေတဲ့ဒေါသဖြစ်တဲ့ကြောက်တဲ့စသဖြင့်အိတ်ခံစားချက်တွေကိုဖြည့်ရှင်းပေးမှာဖြစ်တယ်။အဲ့စိတ်ခံစားချက်ကြောင့်နှစ်ရှည်လာများခံစားခဲ့ရတဲ့ခံစားချက်စိတ်တန်ရာကြောင့်ရရှိလာတဲ့စိတ်ကြောင့်ဖြစ်တဲ့ယောဂါတွေကိုဖြည့်ရှင်းပေးသွားမှာဖြစ်တယ်။ဒါကြောင့်မို့လို့9ရက်တိကြာသွားတာဖြစ်တယ်ပေါ့နော်။မိတ်ဆွေကစိတ်ဝင်စားတယ်ဆိုလို့ရှိရင် fees အပြည့်သည်9,900,000ကျပ်ဗီဒီယို screenshot ရိုက်ပြီးတော့လာမယ်ဆိုလို့ရှိရင်တော့3,500,000ကျပ်နဲ့ရရှိမှာဖြစ်ပါတယ်။ကျေးဇူးအများကြီးတင်ပါတယ်။ training ထဲမှာဆုံချင်ပါတယ်နော်။